မင်္ဂလာပါဗျာဒီနေ့ကတော့ကဘာမြေကြီးအတွင်းပိုင်းတွေကကြောက်ချက်လွားတွေလှုပ်ရှားနေတာနဲ့ကဘာမြေကြီးကလည်းမငြိမ်သက်ဘူးမတည်ငြိမ်ဘူးမတည်မြဲဘူးလှုပ်ရှားနေတာနဲ့ဥပမာလေးပြောပြပေးမယ်ဗျာခုထားပါတော့ကဘာမြေကြီးကိုယ်တိုင်ကသူကိုယ်တိုင်ကမှငြိမ်မနေဘဲနဲ့လှုပ်ရှားနေတာပြောင်းလဲနေတာဆိုမှတော့ကဘာပေါ်မှာနေနေတဲ့သက်ရှိသက်မဲ့သတ္တဝါတွေကုန်းနေသတ္တဝါတွေအကုန်လုံးပြောင်းလဲရမှာသူတို့မိတဲနေထိုင်နေတဲ့ကဘာကြီးကိုယ်တိုင်ကပြောင်းလဲနေတာအဲ့တော့အကုန်လုံးပြောင်းလဲရမှာအဓိကလူတွေပေါ့ဗျာလူတွေစီးပွားရေးတွေမတည်မြဲပါဘူးနိုင်ငံရေးမတည်မြဲပါဘူးကျန်းမာရေးလူမှုရေးဘယ်ဟာမှမတည်မြဲပါဘူးလောက်ခိုင်မာအောင်လုပ်ထားလို့နေမတည်မြဲပါဘူးစီးပွားရေးဆိုရင်လည်းခုကျတို့အသက်တန်းတော်တွင်းတောင်မှဗျာအခုကမ္ဘာအချမ်းသာဆုံးတထေးတွေနဲ့နိုင်ပြီးပြောကြည့်အောင်အခုဆိုရင်ဘယ်နှဦးကျတို့တက်တန်းတော်တွင်းကိုတထေးဘယ်နှဦးပြောင်းပြီးတော့ခင်ဗျားတို့လည်းကြားမှာပါအခုလက်ရှိတထေးကလည်းဖဲ့ပြရမှာပဲသူ့ထက်နီလန်းကြပြီးတော့ဆရာကြတဲ့တထေးပေါ်လာရင်ဖဲ့ပြရမှာပဲမတည်မြဲဘူးတထေးတွေလည်းမတည်မြဲဘူးစင်ရသားတွေလည်းမတည်မြဲဘူးဘယ်ဟာမှမတည်မြဲဘူးကျန်းမာရေးလည်းမတည်မြဲဘူးလူဗျကျန်တာတွေအဝေးကြီးပဲကြည့်နေနေလူမွေးလာတော့ကလေးလေးဟိုစရာကောင်းတယ်ဘာညာပေါ့ကလေးကနေပြီးတော့ကလေးလေးတွေရက်နေတာမှမဟုတ်တာအသက်ကြီးလာပြီးတော့အခြေရေးတွေလူမှုရေးတွေစီးပွားရေးတွေပညာရေးတွေလိုက်စားရကြီးလာတော့ကျန်းမာရေးတွေလိုက်စားရလူတွေကလည်းလူထားပါတော့ကလေးလေးတွေရက်နေလို့မရဘူးကြီးရမှာပြောင်းလို့မရဘူးကြီးပြီးတော့လဲသေးရမှာမသေးလို့မရဘူးအဲ့ဒါလေးတင်ပြကြည့်တာဟုတ်မဟုတ်ကွန်မန့်မှာဆွေးနွေးပါဦးများဟုတ်ကဲ့ဒါပါပဲဗျာ